ရှိမှာကိုကနိုင်ငံခြားမှာအလုပ်လုပ်ကိုင်နေတယ်ဒါပေမဲ့လုပ်ငန်းခွင်ထဲမှာ English ဘာသာစကားကိုမပြောတတ်လို့အခက်အခဲတွေအများကြီးရှိနေတယ်ဆိုရင်တော့ကျွန်တော်တို့ Learn with SMA က2လပြည့်သင်တန်းအနေနဲ့ဖွင့်လှစ်ပေးထားတဲ့ English စကားပြောသင်တန်းလေးရဲ့အကြောင်းကိုဒီ video လေးထဲမှာအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီသင်တန်းလေးမှာဆိုလို့ရှိရင်ကိုယ်မှာရှိတဲ့ English level အတိုင်း English ဘာသာစကားဖြစ်ကိုယ့်ရဲ့နှုတ်ကနေကိုယ်တိုင်ပြောဆိုတတ်စေဖို့အတွက်စာသင်ချိန်တွေနဲ့မကဘဲနဲ့ကျွမ်းကျင်တဲ့ trainer တွေနဲ့ English ဘာသာစကားကိုလက်တွေ့ပြောဆိုလေ့ကျင့်ရမယ့်အပိုင်းတွေကိုပါထည့်သွင်းပေးထားပါတယ်အားလုံးသိတဲ့အတိုင်း English ဘာသာစကားကိုပြောတယ်ဆိုတာဒါအတန်တွက်ကအဓိကပဲပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဆိုတော့ကိုယ့်ရဲ့ English စကားပြောလိုက်တဲ့အခါမှာထွက်တဲ့အတန်တွက်ဟာဒါကိုယုံကြည်မှုလည်းပိုရှိစေတယ်အဲ့တော့ကိုယ့်ရဲ့ English အတန်တွက်ကောင်းမွန်ဖို့အတွက်ဒီသင်တန်းလေးမှာဆိုလို့ရှိရင် International Phonetic Alphabets တွေအကြောင်းကိုလည်းအသေးစိတ်သင်ပေးထားပြီးတော့စာသင်ချိန်တစ်ချိန်ပြီးတိုင်းမှာလည်းဒီဘာသာစကားကိုလက်တွေ့ကြမဖြစ်မနေကိုယ်တိုင်ကိုယ်ကြပြောဆိုတတ်စေဖို့မပြောမဖြစ်ပြောရမယ်လေ့ကျင့်ချိန်တွေကိုလည်းထိထိရောက်ရောက်ဖြစ်အောင်လို့ထည့်သွင်းပေးထားပါတယ်ဒီသင်တန်းလေးကိုတက်ရောက်ချင်တယ်ဆိုရင်တော့ကိုကအခြေခံပညာအထက်တန်းအဆင့်ထိသင်ယူထားပြီးသူဖြစ်ရမယ်။နောက်ကျွန်တော်တို့တွေအားလုံးဟာဒါအင်္ဂလိပ်စာကိုအနည်းဆုံး10နှစ်လောက်ထိတွေ့သင်ယူလာခဲ့ပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့အုံနောက်ထဲမှာကျွန်တော်တို့ရဲ့မှတ်ဉာဏ်တွေထဲမှာကျွန်တော်တို့သိထားပြီးတဲ့စကားလုံးတွေ grammar rules တွေအများကြီးရှိနေပြီးသားပေါ့။နော်အဲ့တော့ဒီဟာတွေကိုပဲပြန်အသုံးချပြီးတော့ကိုယ်တိုင်းစကားအဖြစ်ပြောထွက်ဖို့အတွက်ကိုယ်တိုင်းထိထိရောက်ရောက်လေ့ကျင့်ပြောဆိုနိုင်မဲ့သင်တန်းမျိုးလေးဖြစ်ပါတယ်ဒီသင်တန်းလေးက Zoom class ဆိုပေမဲ့လည်းကျွန်တော်တို့ဒီ Zoom class သင်ကြားရမှာအသုံးပြုထားတဲ့ camera နဲ့ audio accessory တွေအားလုံးဟာလုံးဝ up to date ပစ္စည်းတွေဖြစ်ပြီးတော့စာသင်ချိန်တွေပြီးတဲ့အခါမှာလည်းသင်ခန်းစာ record ကို Telegram group ထဲကိုထပ်မံပြီးတော့ပို့ပေးပါတယ်အဲ့ဒီပြင်မှာကျွန်တော်တို့ထပ်မံလေ့လာစရာလိုအပ်တဲ့တခြားသောဒါ English ဘာသာစကားကျွမ်းကျင်မှုဆိုင်ရာ listening practice လုပ်ဖို့အတွက်ဒါလိုအပ်မဲ့ YouTube channel link တွေနောက်ပြီးတော့ AI စနစ်ကိုအသုံးပြုပြီးတော့ English ဘာသာစကားကိုအားလက်တဲ့အချိန်မှာလေ့ကျင့်နိုင်ဖို့အတွက်လည်းတည်တည်ချာချာလေးလမ်းညွှန်ပေးထားတဲ့သင်တန်းမျိုးလည်းဖြစ်ပါတယ်ဒီသင်တန်းလေးကိုတက်ရောက်ချင်တယ်ဆိုရင်တော့အခုကြော်ညာ video ရဲ့ညာဘက်အောက်ခြေမှာရှိတဲ့ send message ကနေပြီးတော့ကိုယ့်ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ဆက်သွယ်လို့ရမယ့် Telegram account ဖုန်းနံပါတ်ရဲ့ကိုပေးဖို့လိုက်အောင်နဲ့ကျွန်တော်တို့ admin တွေကနေပြီးတော့မှသင်တန်းနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်လေးတွေကိုထပ်မံပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အားသိတဲ့အတိုင်း English ဘာသာစကားဆိုတာတော့ပြည်ပကိုရောက်နေတဲ့သူတွေပြည်ပမှာအလုပ်လုပ်နေတဲ့သူတွေပြည်ပမှာနေပြီးကျောင်းတက်နေတဲ့သူတွေအတွက်ဒါမရှိမဖြစ်ကိုလိုအပ်တဲ့ skill တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီသင်တန်းလေးဟာ speaking and listening skill နှစ်ခုကိုပဲ focus ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုယ်တိုင်ကိုယ်ကြပါဇက်ကနေအတန်ဖြစ်ထုတ်ပြောတဲ့အခါမှာလည်းယုံကြည်မှုရှိအောင်နောက်စကားပြောကနေမှလည်းစဉ်းစားစရာလုံးဝမလိုအောင်ဘယ်လိုနည်းလမ်းတွေကိုသုံးအောင်မလဲဆိုတာကိုအဲ့လမ်းညွှန်တရားအနေနဲ့ရရှိခဲ့တဲ့အတွေ့အကြုံတွေပေါ်မူတည်ပြီးတော့ရေးဆွဲသင်ကြားပေးထားတဲ့သင်ယူလေးဖြစ်တဲ့အတွက်အလွန်အင်ပနမကိုထိရောက်တဲ့သင်တန်းလေးလည်းဖြစ်ပါတယ်ကျွန်တော်တို့ဖွင့်လှစ်တဲ့ဒီအင်္ဂလိပ်စကားပြောသင်တန်းတရားဆိုလို့ရှိရင်လူပြည့်မြန်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကအခုလရဲ့သင်တန်းတွေမှာ promotion အနေနဲ့ Zoom class ကိုနာမည်စာရင်းပေးသွင်းပြီးသင်တန်းကြီးကြိုတင်လွှဲပြီးအနံမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Learn with SMA mobile application ပေါ်မှာရှိတဲ့အင်္ဂလိပ်စကားပြောသင်တန်းနဲ့အင်္ဂလိပ်စာအခြေခံသင်တန်းတွေကိုလည်း free ပေးသွားမှာဖြစ်တဲ့အတွက်ပထမဦးဆုံးအနံနဲ့သင်တန်းသားအယောက်50ကိုဒီအခွင့်အရေးကြီးကိုပေးအပ်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုသတင်းကောင်းပါလိုက်ရပါတယ်ကျွန်တော်တို့ Learn with SMA ကဖွင့်လှစ်ထားတဲ့ဒီ Zoom class လေးကိုသင်တန်းကြီးတွင်းပြီးမတက်ရောက်ခင်မှာကျွန်တော်တို့သင်တန်းရဲ့သင်ကြားမှုတွေကိုနမူနာလေ့လာဖို့အတွက် group လေးတစ်ခုဖွဲ့စည်းပေးထားပါတယ်အဲ့ group ထဲမှာကျွန်တော်တို့ရဲ့နမူနာသင်ကြားမှုလေးတွေကိုပွင့်လင်းလင်းချပြထားပါတယ်အဲ့ video လေးတွေကိုကြည့်ရှုပြီးဒီသင်တန်းကကိုယ်နဲ့ကိုက်ညီတဲ့ဒီသင်တန်းတက်လိုက်ခြင်းအဖြစ်ကိုဟာဒီဘာသာစကားကိုကျွမ်းကျင်စွာပြောဆိုတက်သွားမယ်လို့ယုံကြည်မှသင်တန်းကြီးပြီးပြီးတက်ရောက်သင်ယူနိုင်တဲ့စနစ်ကိုလည်းကျင့်သုံးပေးထားပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ Learn with SMA ကဖွင့်လှစ်ပေးထားတဲ့ဒီ Learn with SMA Spoken English Zoom class လေးကိုတက်ရောက်ဖို့အတွက်လာရောက်လေ့လာဖို့ဒီနေရာကနေဖိတ်ခေါ်လိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်